နှစ်သက်ကူးပြီးစနှစ်ဦးကာလအခါသမယမှာမြန်မာနိုင်ငံတော်သူနိုင်ငံသားများနဲ့တကွကဘာသူကဘာသားတ attva အားလုံးကောင်းကျိုးချမ်းသာမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ရှေးဥစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်နှစ်သက်ကူးပြီးစနှစ်ဦးကာလအခါမှာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားတော်များတဲ့ကနေ့စဉ်ဘဝမှာအစဉ်တပြေလိုက်နာကျင့်သုံးပြီးတော့ချမ်းသာဒုက္ခတွေရရှိဖို့ရန်အတွက်ဟောကြားထားတဲ့သုတ္တန်များကိုရွေးချယ်ပြီးတော့ဒီကနေ့နေဥကာလဓမ္မလက်ဆောင်တရားကိုဟောကြားမှာဖြစ်ပါတယ်လောကရှိလူသားတွေအားလုံးဟာနှစ်ဟောင်းကုန်တိုင်းနှစ်ဟောင်းကုန်တိုင်းနှစ်သက်ကိုကြိုဆိုကြပြီးနှစ်သက်မင်္ဂလာအခါသမယမှာကောင်းကျိုးချမ်းသာတွေကိုမျှော်လင့်တောင်းတကြတာဓမ္မတာတစ်ခုလိုဖြစ်နေပါတယ်မြည်သည့်လူမျိုးပဲဖြစ်ဖြစ်နှစ်ဥကာလအခါသမယမှာကောင်းကျိုးချမ်းသာတွေရကြပါစေကောင်းကျိုးချမ်းသာမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့တူဆုမွန်ကောင်းချွေပြီးတော့ရောက်ရှိလာမဲ့နှစ်သက်အခါသမယမှာစီးပွားရေးပညာရေးလူမှုရေးမိမိတို့ဘဝနေထိုင်ရေးတွေအားလုံးအဆင်တပြေဖြစ်ဖို့ရာအတွက်မျှော်လင့်ခြင်းကြီးစွာရှိကြပါတယ်လူသားတိုင်းအားလုံးဟာတညီတည်းသောတစ်ခုတည်းသောဆန္ဒကတော့လူသားတွေဟာဒုက္ခကာမချမ်းသာခြင်းကြတယ်ဒုက္ခပฏิကူလာဆင်းရဲဒုက္ခကိုယွံမုန်းကြတယ်ချမ်းသာဖို့နိလန်းအမျိုးမျိုးကိုရှာကြံပြီးတော့ချမ်းသာဒုက္ခရရှိရေးအတွက်ကျိုးပမ်းအားထုတ်နေကြတာဖြစ်ပါတယ်သို့တော်လည်းချမ်းသာဒုက္ခကိုဆိုင်ရာစစ်မှန်တဲ့အကြောင်းတရား